ဒီတစ်ခါမှာတော့မေမေတို့မေးမြန်းထားတဲ့မေခွန်းလေးနဲ့ပတ်သက်ပြီးဆရာမကြီးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆရာမကြီးခင်ဗျာကလေးတွေမှာအဖြစ်များတဲ့ 1.1 shot နဲ့ပတ်သက်ပြီးဘယ်လိုကာကွယ်သင့်ပါတယ်လဲခင်ဗျာဟုတ်ကဲ့ပါဆရာအဲ့တော့ပေါ့နော်ပထမအဆုံးချိန်နဲ့ပြောမယ်ဆိုတော့ကလေးတယောက်ကတော့ဒီအခုခေတ်မှာတော့ one shot one ပြက်ကအရန်များတယ်ပေါ့နော်အဲ့တော့နံပါတ်1ချက်ကတော့သူ့ကိုယ်သူပေါ့နော်ခုခံနိုင်ရှိရမယ်နော်ဥပမာဆိုလို့ရှိရင်ကလေးတယောက်ကဥပမာဆိုရှင်သူကအစာလေးတစ်ခုလေးတွေ့တယ်ဆိုလဲတခါတည်းကျပါဆက်တဲ့ကောက်ထက်တယ်ဒါငယ်တဲ့ကလေးတွေမှာပေါ့နော်နောက်နည်းနည်းကြီးတဲ့ကလေးတွေကြလဲဘာဖြစ်လဲဆိုဆော့တာပေါ့နော်ဆော့တာများတယ်ဆော့တာများပြီးလို့ရှင်သူဆော့မယ်မြေကြီးနဲ့ဆော့တာပဲဖြစ်ဖြစ်တစ်ခုဆော့ပြီးရှင်တစ်ခုကင်ပြီးတော့ပါဆက်တဲ့ထည့်တယ်နော်ဒါမျိုးဆိုလဲဖြစ်တတ်တာပဲဒါမှမဟုတ်လို့ရှင်လဲအစားအစာလေးတွေမှာပေါ့ဥပမာအခုလိုနွေရာသီလေးရောက်လာပြီဆိုနည်းနည်းအမဲ့လွန်တဲ့အစားအစာမျိုးပေါ့နော်ဒီလိုမျိုးမတန့်ရှင်းတဲ့အစားအစာမျိုးစားတယ်ဆိုလဲ one shot တာပဲပေါ့နော်အဲ့တော့သူတို့ရဲ့ cost တွေပေါ့ဥပမာဆိုလို့ရှိရင်ကလေးလေးကိုလက်ခဏခဏဆေးပေးတာမျိုးပြုလုပ်ပေးရမယ်နောက်ပြီးတော့မှသူတို့ရဲ့စားတဲ့အစားအစာတွေမှာဆိုလို့ရှိရင်လည်းတန့်ရှင်းလက်ဆက်တာပေါ့ဥပမာအခုချက်ပြီးအခုကျွေးတာမျိုးပူပူနွေးနွေးလေးကျွေးတာမျိုးပေါ့နော်ဒါမျိုးလေးတွေကတော့မိဘလေးတွေလုပ်ပြီးလို့ရတယ်နော်ဒါပေမဲ့တချို့သောအရာတွေပေါ့ဥပမာကလေးတယောက်ကသူ့ရဲ့ခန္ဓာကိုယ်မှာသူ့ကိုယ်သူ immune ပေါ့နော်ကိုယ်ခံစွမ်းအားကောင်းနေတယ်ဆိုလို့ရှိရင်ဝင်လာတဲ့ပိုးပေါ့အနည်းငယ်မှာဆိုတော့တိုက်ထုတ်နိုင်စွမ်းရှိတယ်ပေါ့နော်ဒါကြောင့်မို့သူ့ရဲ့အစာအိမ်ဦးနှမ်းချောင်းကိုကောင်းနေဖို့ဆိုတာလည်းအရေးကြီးပါတယ်အဲ့တော့အဓိကကတော့ပြောမယ်ဆိုတော့ဒီကလေးတယောက်ရဲ့ microbiota ပေါ့နော်သူ့ရဲ့အစာအိမ်ဦးနှမ်းချောင်းမှာရှိတဲ့ဒီပိုးလေးတွေကများများရှိလေးလေးကလေးလေးရဆိုရှင်မတော်တဆများအစာတွေရောက်လာတယ်ဆိုလို့ရှိရင်လည်းဒါအမြန်ဆုံးပေါ့နော်တွန်းလှန်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့သူ့ရဲ့အစာအိမ်ဦးနှမ်းချောင်းကိုကောင်းအောင်ဆိုလို့ရှိရင်ဒီ probiotic တို့ prebiotic တို့ပေါ်များတဲ့အစာအစာလေးတွေတော့များများစားဖို့တော့အရေးကြီးပါတယ်လို့တော့ပြောချင်ပါတယ်ဆရာဟုတ်ကဲ့ပါဆမိုက်ခင်ဗျာပြီးတော့အခုလိုဖုန်ထူပြီးတော့ယာဒီတို့အပြောင်းလဲချိန်မှာရောကလေးတွေကိုနေမကောင်းမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်ဆောက်ရှောက်အောင်မလဲခင်ဗျာဟုတ်ကဲ့အခုလိုမျိုးအချိန်မှာပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှိရင်ဖုန်ထူလို့ပေါ့နော်ညစ်ပတ်တာမျိုးတို့ one shot တာမျိုးဖြစ်နိုင်တယ်တခါတည်းကျတော့လေဒီလိုကာလတွေမှာ virus ပေါ့နော် virus တွေကလည်းပြောမယ်ဆိုလို့ရှိရင်တော့ဒါနေရာအနှံ့အပြားတွေမှာပဲရှိနေတယ်အဲ့တော့ virus တွေဝင်အောင်လဲမဝင်အောင်လဲပေါ့နော်သူတို့တွေကိုဆိုရှင်ကာကွယ်ပေးရမှာပေါ့အဲ့တော့သူတို့ရဲ့အဓိကကတော့ဗာလဲဆိုကိုယ်ခံစွမ်းအားပဲ immunity ပဲပေါ့နော်အဲ့တော့ immunity ကောင်းအောင်ဆိုလို့ရှိရင်တကယ်ကိုပဲအစားအသောက်လေးတွေကိုစူးစမ်းပြီးတော့မှကျွေးထားမယ်ပေါ့နော်ကလေးတယောက်က immunity မကောင်းဘူးဆိုလို့ရှိရင်ဒါတစ်ချိန်လုံးပိုးကတော့ဝင်နေမှာဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ရဲ့ကောင်းအောင်ဆိုလို့ရှိရင်ဥပမာပေါ့နော် protein ပါတဲ့အစားအစာတွေကျွေးပေးတာမျိုးနော်နောက်တစ်ခုကကြာလို့ရှိရင် vitamin နဲ့ပတ်သက်ပြီးတော့အဓိကကတော့ vitamin C တို့နောက်ပြီးတော့မှ zinc တို့ vitamin B တို့နော်ဒါလေးတွေဆိုလို့ရှိရင်လည်းများပြားတဲ့အစားအစာလေးတွေစားမလားဒါမှမဟုတ်သူတို့ပါတဲ့ပေါ့ supplement လေးတွေပဲသွင်းမလားပေါ့နော်ဒါလေးတွေမတို့သတိထားရမယ်နောက်တစ်ခုကတော့ပေါ့နော်ဒီကိုကန်စွမ်းအားနဲ့ပတ်သက်ပြီးပြောချင်တာတော့ vitamin D ပေါ့နော် vitamin D ကတော့မတို့နိုင်ငံမှာဆိုတော့အဓိကနေပူတဲ့နိုင်ငံပါပဲเนาะအဲ့တော့နေပူတဲ့နိုင်ငံဆိုပေမဲ့လည်းကလေးတွေကိုဆိုရှင်နေပူမှာဆိုလို့ဆိုမေမေတွေကများသောဖြင့်အပြစ်မထုတ်ဘူးပေါ့เนาะဒါမျိုးလည်းမဖြစ်သင့်ပါဘူးဥပမာဆိုရှင်နေပူတယ်ဆိုလဲဥပမာမနေ့စောစောပေါ့မနေ့6နာရီခွဲကနေ7နာရီခွဲလို့မျိုးဒါမျိုးလေးအချိန်မှာနေလေးရတာမျိုးပေါ့เนาะဥပမာကလေးလေးကမနေ့စောစောပြေးထွက်ပြီးဆော့တာမျိုးဒါမှမဟုတ်လည်းဒီနေပူထဲမှာပဲအိမ်ထဲမှာပဲသူ့ breakfast ကိုဆိုရှင်လည်းနည်းနည်းနေပူတဲ့နေရာမှာမျိုးကျွေးတာမျိုးပေါ့เนาะဒါမျိုးလေးတွေလုပ်သင့်ရမယ်ဒါကြောင့်မလို့သူတို့တွေအစားတောက်ကျွေးတဲ့အခါမှာတော့ငါးတေးသေးလေးကျွေးမယ်နှုတ်တွေများများတိုက်မယ်နောက်ပြီးတော့မှကြက်ဥတို့เนาะအသားငါးဆိုလို့ရှိရင်တရက်ကို10သားမျိုးပေါ့ဒီလိုကိုပဲတကယ်ကိုကောင်းတဲ့ဟာရမျိုးနဲ့သူတို့ရဲ့ immunity ကိုပြုလုပ်ထားမယ်ဆိုရင်ဘယ်လိုသောပိုးတွေဝင်ပေါ့နေရာဒီမှာပဲဖြစ်ဖြစ်စောင်းတွင်းမှာပဲဖြစ်ဖြစ်သူတို့ရဲ့ကိုယ်ခံစွမ်းကောင်းနေမယ်ဆိုရင်မတော်တဆများအကဲ၍အကောင်လေးတွေဝင်ခဲ့ရင်လဲဒါသူတို့ပါသူတို့ပြန်ပြီးတော့မှတိုက်ထုတ်နိုင်တယ်လို့တော့ပြောလို့ရပါတယ်ဆရာဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့အခုလိုဆွေးနွေးပြီးတဲ့ဆရာမကြီးကိုလည်းကျေးဇူးများတင်ရှိပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းနောက်ဗီဒီယိုများဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ